အတွက်ဒီလိုမျိုးနှစ်ယောက်အိတ်ချင်အောင်ကောင်းကောင်းလေးတစ်လုံးတော့လိုအပ်ပါတယ်သူ့ရဲ့ဇာသားလေးကကင်လိုက်လို့ရှိရင်အိကျစ်ပြီးတော့လေဝင်နေထွက်ကောင်းပါတယ်ဂျပန်စာပြောင်းလို့ခေါ်ပြီးတော့မြန်မာပြည်ဈေးကွက်ထဲမှာအကောင်းဆုံးသောစာမျိုးစားဖြစ်ပါတယ်ချင်အောင်အောင်နားတွေကိုလိုသလိုဖိထားမလားပုံထားမလားဘေးကိုလိုသလိုကားလို့ရတဲ့အပြင်ကိုမှလူတရက်ကောင်းကောင်းလွတ်တဲ့အတွက်အိတ်လိုက်တဲ့အခါမှာချင်အောင်မိုးနဲ့မျက်နှာနဲ့နီးကပ်မှုမခံစားရပဲလေဝင်လေထွက်ကောင်းကောင်းနဲ့အိတ်ဆက်အနားယူနိုင်မှာပဲဖြစ်ပါတယ်တောင်းမိထားတဲ့ပိတ်သားမှာဆိုလို့ရှိရင်ရေချော်လိုက်လို့ကွဲသွားတာပြဲသွားတာမျိုးအယောင်ကျွတ်သွားတာမျိုးလုံးဝမရှိတဲ့တကိုင်းနဲ့တထိုးချီသားကိုအသုံးပြုပေးထားရပဲဖြစ်ပါတယ်ဒီနှစ်ယောက်အိတ်ချင်အောင်လေးရဲ့အရွယ်ကအမိုးအနေနဲ့ပြောမယ်ဆိုရင်တော့2မိုးပြေပေအနေနဲ့ပြောမယ်ဆိုရင်တော့ဘယ်ကနေညာထိအကျယ်9ပေခွဲကွင်းဆိုင်လို့လည်းခေါ်ပါတယ်ကောင်းရည်နေချင်းဒီခြေစင်း6ပေခွဲအမြင့်9ပေအော်ရာကျုပ်လက်ရအပြည့်နဲ့ချုပ်လုပ်ပေးထားပြီးတော့သူ့ရဲ့စင်းနှုံးလေးက8000ကျပ်ပဲဖြစ်ပါတယ် Ryan ရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေရှိပစ္စည်းမကြိုက်ငွေပြည့်ပြန်ပြီးတော့အာမခံပြီးရောင်းချပေးနေရဖြစ်ပါတယ်မှာယူမယ်ဆိုလို့ရှိရင်399258 300 39ခွန်858 608တိတော့နေဖုန်းဆက်ပြီးတော့ဖြစ်စေဘိုက်ပါစစ်စာပို့ပြီးတော့ဖြစ်စေ Facebook Messenger အဆင့်ဖြစ်စေ TikTok ချက်ပေါက်ကဖြစ်စေဆက်သွယ်မေးမြန်းပြီးမှာယူနိုင်ပါတယ်